မျိုးသားတစ်ယောက်စပိန်စီးပြီးအိမ်ပြန်ရောက်တော့သူ့အဖေကမိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးဒီကောင်မလေးကငါတငယ်ချင်းရဲ့သမီးပဲငါတို့အိမ်မှာလာနေတာလို့ပြောလိုက်ပါတယ်အမျိုးသားကအံ့အားသင့်ပြီးဒီမိန်းကလေးကိုအိမ်ခေါ်လာလို့သူ့အဖေကိုစိတ်ဆိုးသွားပါတယ်ကောင်မလေးကလက်ဆွဲနှုတ်ဆက်မှုလက်ကမ်းလိုက်ပေမဲ့မိန်းကလေးကိုစိတ်ပြက်လက်ပြက်နဲ့မျက်စောင်းထိုးပြီးဂရုမစိုက်ပဲထွက်သွားပါတယ်အဖေဖြစ်သူကမိန်းကလေးကိုအခန်းလိုက်ပြဖို့လုပ်ပေမဲ့အလုတ်ကနေအရေးကြီးဖုံးဝင်လာတဲ့အတွက်မိန်းကလေးကိုအိမ်ထဲဝင်ပြီးတယောက်တည်းနားနေဖို့ပြောပြီးထွက်သွားပါတော့တဲ့မိန်းကလေးလည်းအိမ်ထဲရောက်တော့တားဖြစ်သူနဲ့တိုးမိပါတယ်တားဖြစ်သူကသူမကိုစူးစူးရဲရဲကြည့်ပြီးမင်းနဲ့ငါအဖေဘာတော်တော်မင်းနဲ့ငါနဲ့တော့အဝေးကြီးမှာပဲနေလို့အမိန့်ပေးတယ်လို့ပြောလိုက်ပါတယ်မိန်းကလေးလည်းဘာမှပြန်မပြောပဲပြုံးပြီးခေါင်းညှိပေးလိုက်ရပါတယ်မိန်းကလေးလည်းအခန်းထဲကိုရောက်တော့အခါသူမသည်အမျိုးသားပြောသွားသည့်ပုံစံကိုဒေါသတကြီးဖြင့်လိုက်တူခိုးပြီးလိုက်လုံနေပါတယ်တကယ်တော့မိန်းကလေးရဲ့ဖခင်နှင့်အမျိုးသားရဲ့ဖခင်တို့သည်စစ်တပ်တွင်အတူတူတာဝန်ထမ်းဆောင်ခဲ့သည့်ရဲဘော်ဟောင်းများဖြစ်ကြပြီးတငယ်ချင်းဖြစ်သူကတိုက်ပွဲမှာကြာဆုံးသွားပြီးမိန်းကလေးရဲ့မိခင်လည်းဆုံးပါသွားလို့သူမကိုအဖေဖြစ်သူကစောက်ရှောက်ပေးဖို့ခေါ်လာတာဖြစ်ပါတယ်ညဘက်မှာမိန်းကလေးကစတိုးဆိုင်မှာလူတစ်ယောက်နဲ့တိုက်မိပြီးဖုံးပြုတ်ကြလို့ဖုံးပြတ်သွားတဲ့အတွက်လမ်းပြောက်ပြီးတယောက်တည်းပြန်လာရပါတယ်လမ်းမှာလူဆိုး၃ယောက်ကသူမကိုလိုက်ကြည့်နေတာကိုသတိထားမိလို့မိန်းကလေးလည်းလျင်မြန်စွာနဲ့ထွက်ပြေးပါတယ်နောက်ကနေခြေတံကြားလို့သူမလှည့်ပြီးကြည့်လိုက်တယ်ဘသူမှမရှိလို့ထွက်သွားမှုအလုံးမှာမိန်းကလေးရဲ့ပခုံးကိုလူတစ်ယောက်ကလှမ်းကင်လိုက်ရမိန်းကလေးလည်းအားနဲ့ရိုက်ချလိုက်ပါတယ်ကြည့်လိုက်တော့အဲ့ဒီလူကသူနေတဲ့အိမ်ကကောင်းလေးဖြစ်နေပါတယ်မိန်းကလေးလည်းတောင်းပန်ပေမဲ့သူကဒေါသထွက်ပြီးထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့မိန်းကလေးကြောင့်လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သည်ကိုမြင်တော့မိန်းကလေးကပဲစိတ်မကောင်းဖြစ်ပြီးသူ့ကိုတွဲပြီးအိမ်ပြန်ပို့ပေးလိုက်ပါတယ်။အိမ်ထဲရောက်တော့အဖေဖြစ်သူကနှစ်ယောက်သားအတူတူပြန်လာသည်ကိုမြင်တော့အခါသူတို့၏ဆက်ဆံရေးတိုးတက်လာပြီးဟုထင်မှတ်ပြီးအလွန်ဝမ်းသာသွားပါတယ်။အမျိုးသားကသူ့အမေဒေါသထွက်မယ်လို့ထင်ထားပေမဲ့အမေဖြစ်သူကပါပြုံးပြီးမိန်းကလေးကိုဒီအိမ်ကိုကိုယ့်အိမ်လိုပဲသဘောထားရန်ပြောလိုက်ပါတယ်အမျိုးသားကဒါကိုနားမလည်နိုင်ဖြစ်ပြီးဒီမိန်းကလေးကိုဘာလို့အဖေရောအမေပါဒီလောက်တောင်လက်ခံနေရတာလဲလို့တွေးပြီးဒေါသထွက်နေပါတယ်သူအခန်းထဲကိုပြန်ဝင်ဖို့ပြင်တဲ့အချိန်မှာပဲမိန်းကလေးကသူလမ်းလျှောက်နေတဲ့ပုံစံကိုသတိထားကြည့်မိပါတယ်သူဒဏ်ရာရထားတာကတကယ်မဟုတ်ပဲဟန်ဆောင်ထားတာဆိုတာကိုသိလိုက်ရလို့မိန်းကလေးမျက်လုံးပြူးသွားပါတယ်နောက်နေ့ကျောင်းတက်တော့ဆရာကမိန်းကလေးကိုအမျိုးသားပေးမှာပဲထိုင်ခိုင်းပါတယ်သူမလည်းဒါတိုက်ဆိုင်မှုပါနော်လို့ရှင်းပြပေမဲ့သူကတော့သူမကိုလုံးဝဂရုမစိုက်ပဲစပွဲပေါ်မှာခေါင်းပြီးအိတ်နေပါတယ်နောက်ပိုင်းမှာတငယ်ချင်းတွေကသူမကိုဘတ်စကတ်ဘောကွင်းခေါ်သွားပါတယ်ကွင်းထဲမှာအမျိုးသားကိုမြင်လိုက်ရတော့မိန်းကလေးရှက်ပြီးရက်နေတော့တငယ်ချင်းတစ်ယောက်ကသူမကိုကွင်းထဲတွန်းပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာဘောလုံးကသူမစီဝဲလာပေမဲ့အမျိုးသားကအချိန်မီကာကွယ်ပေးလိုက်ပါတယ်အမျိုးသားကမင်းပါလို့ကွင်းထဲကိုပြေးဝင်လာတာလဲလို့မေးတော့မိန်းကလေးရှက်လွန်းလို့ဘာမှမပြောနိုင်ပဲသူ့ရဲ့တငယ်ချင်းကိုရေတံပူပေးပြီးထွက်သွားပါတယ်သူ့တငယ်ချင်းကအမျိုးသားကိုဟေ့ကောင်မင်းညီမလေးငါ့ကိုကြိုက်နေတာလားလို့လာမေးတော့အမျိုးသားကမင်းယူလာလို့ပြန်អော်လိုက်ပါတော့တယ်